ဗုဒ္ဓဘာသာရေးခြေခံကောင်းများဆိုတဲ့တရားဟောစဉ်လိုက်ကလေးကိုစတင်လွှင့်ပါပြီဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းများနဲ့လူငယ်မောင်မယ်လေးများတို့တရားလူလားကြကုန်သောဗုဒ္ဓဘာသာတွင်သူတော်စင်အပေါင်းတို့အာယုန်တစ်ပါးကိုစိတ်မသွားပဲနဲ့လေ့လာမှတ်သားနာယူကြပါလို့သတိပေးနှိုးဆော်တိုက်တွန်းလိုက်ပါတယ်ဒီနေ့မှလည်းကိုရီတရားမှတ်ဖွယ်များဆိုပြီးတော့ခေါင်းစဉ်တက်ပြီးတော့မှဒါဒီဓမ္မဒါနလုပ်ပြီးသွားမှာဖြစ်ပါတယ်ကိုယ့်ရဲ့ကိုယ်တွေ့တွေကိုဒါဓမ္မဒါနလုပ်ပြီးနေတာဖြစ်ပါတယ်စာနဲ့ပေနဲ့ဟောရင်လဲစာတွေ့တွေလို့ပြောမှဆိုလို့ဒါကိုတွေ့လေးတွေတစ်ခါပြန်ပြီးတော့မှဒါဓမ္မဒါနလုပ်ပြီးနေတာဖြစ်ပါတယ်ဒီကိုတွေ့တွေဟောပြီးသွားရင်တော့သမထယာနိကနီးကိုဆက်လက်ပြီးတော့ဓမ္မဒါနလုပ်ပြီးသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်တွေကတော့ဒါဝိပဿနာယာနိကနီးဖြစ်ပါတယ်အဲ့တော့ကိုတွေ့တရားမှာဘာကြောင့်ဒီလိုဟောပေးနေတာလဲဆိုတော့ဓမ္မအတိဓမ္မဘုဒ္ဓတွေတိုးပွားစေဖို့ဝိပဿနာအတိဝိပဿနာဘုဒ္ဓတွေတိုးပွားစေဖို့ကိုဒါရွယ်ချင်းနဲ့ဟောပေးနေတာဖြစ်ပါတယ်လူငယ်လေးတွေနောက်တစ်ခက်မှာလူကြီးတွေဖြစ်လာတဲ့အခါမှာကိုယ့်ရဲ့ဘာသာကိုယ့်ရဲ့သာသနာကိုကာကွယ်ဆောင်ရှောက်နိုင်ဖို့ကိုယ့်ရဲ့ဘာသာကိုယ့်ရဲ့သာသနာကိုတိုးတက်စီပင်ပြန်ပွားအောင်ဆောင်ရွက်နိုင်ဖို့အတွက်ဒါရည်ရွယ်ပြီးဟောတာပါနောက်ကိုယ့်ရဲ့ဘာသာကိုယ့်ရဲ့သာသနာရဲ့တန်ဖိုးတွေကိုသိအောင်ကိုယ့်ရဲ့ဘာသာကိုယ့်ရဲ့သာသနာရဲ့အကျိုးကျေးဇူးတွေကိုသိတဲ့ထက်သိလာအောင်လို့ဒါဓမ္မဒါနလုပ်ပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာတော့ဒါကိုတွေတရားကိုဖြတ်တန်းခဲ့ရတဲ့ဟာလေးတွေပေါ့နော်သာသနာပြုအလုပ်တွေရောဝိပဿနာအားထုတ်ခဲ့ရပုံတွေရောဒါစူးစမ်းပြီးတော့ဓမ္မဒါနလုပ်ပြီးသွားမှာဖြစ်ပါတယ်ဒါကျွန်တော်ဒီသာသနာပြုခဲ့တာနှစ်ပေါင်း20ရှိပါပြီကချင်ပြည်နယ်မှာရောဒီအေရဝတီတိုင်းပဲခူးတိုင်းစကိုင်းတိုင်းမှာလည်းပါပါတယ်သာသနာတွေလိုက်ပြူတာနောက်တရုတ်ပြည်ထဲမှာဆိုရွှေလီမြို့မှာသာသနာပြုခဲ့ပါတယ်အဲ့တော့ဒီပရိယတ်ကိုလည်းကျွမ်းကျင်အောင်လေ့လာရပါတယ်သာသနာပြုတဲ့လူကပฏิပတ်ကိုလည်းကျွမ်းကျင်အောင်လေ့လာရပါတယ်မကျွမ်းကျင်မဲနဲ့သာသနာပြုလို့လည်းမရပါဘူးအဲ့တော့ပထမဆုံးပရိယတ်ကိုကျွမ်းကျင်အောင်လေ့လာတယ်လေ့လာပြီးတော့ပฏิပတ်ကိုကျင့်ကြံတယ်အဲ့တော့ကျင့်ကြံတဲ့နေရာမှာကျွန်တော်ပြီးခဲ့တဲ့ရက်ကပြောသလိုပေါ့ကချင်ပြည်နယ်မိုးကောင်းမြို့နယ်နမ်မတီမြို့မြစ်တာဝါရီဓမ္မရိပ်သာကြီးမှာဒါ10ရက်စခန်းကို9နှစ်တိတိတွားရောက်ပြီးတော့မှအဲ့ဒီသင်တန်းမှာလေ့လာသင်ယူပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်ခဲ့ပါတယ်သာသနာပြုတာကတော့2နှစ်လောက်ဝင်ပြီးတာနဲ့တရားစခန်း2နှစ်လောက်ဝင်ပြီးတာနဲ့သာသနာပြုခဲ့တာပါဒါနဲ့စာပဋိစ္စသမုပ္ပါနဲ့သင်တန်းဖွင့်ခဲ့တာပါခန္ဓာပဋိစ္စသမုပ္ပါကိုဒီလောက်ထိမမြင်သေးပါဘူးဉာဏ်ထဲမှာမရှင်းသေးပါဘူးအဲ့တော့သာသနာပြုရင်းနဲ့ပဲမိမိကရှင်းအောင်လင်းအောင်အားထုတ်ခဲ့ရပါတယ်အားထုတ်ပြီးတော့မှဒါသာသနာလိုက်ပြုနေတာဖြစ်ပါတယ်အဲ့တော့ကိုယ်တွေ့နဲ့စာတွေ့နဲ့ပေါင်းစည်းပြီးတော့မှဒါဓမ္မဒါနလုပ်ပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီခုနပြောတဲ့ဒုက္ခဆင်းရဲခြင်းစာပေနဲ့ပြောမယ်ဆိုဝေဒနာအကျဉ်းသားကြီးပေါ့နော်အဲ့တော့ဝေဒနာအကျဉ်းသားကြီးကိုဘလို့ခွာတတ်အောင်ကျော်တတ်အောင်ကွာသွားအောင်ဘလို့အားထုတ်ခဲ့ရတယ်ဆိုတော့အတွေ့အကြုံလေးတွေကိုလည်းပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီဝေဒနာအကျဉ်းသားကြီးစာပေနဲ့ပြောမယ်ဆိုပေါ့နော်ဒါမြန်မာစကားနဲ့ပြောမယ်ဆိုရင်တော့ဆင်းရဲပင်ပန်းနဲ့ဒဏ်ချက်ကြီးကိုမိမိတို့ဘလို့ခွာရမလဲဘလို့ကြော်ရမလဲဘလို့ကွာသွားအောင်အားထုတ်ရမလဲဆိုတာဒါကြော်ခဲ့ပုံခွာခဲ့ပုံအားထုတ်ခဲ့ပုံလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်အဲ့ဒီကြော်ခဲ့ပုံခွာခဲ့ပုံအားထုတ်ခဲ့ပုံကိုမပြောမီဒါဓမ္မအတိဓမ္မဘုဒ္ဓတွေတိုးပွားစေဖို့ဆရာတော်ကြီးကိုမေးလျှောက်တဲ့အခါမှာဆရာတော်ကြီးဥပမာပေးတဲ့ဥပမာလေးတွေကိုအရင်ဆုံးပြောသွားပေးမှာဖြစ်ပါတယ်ဆရာတော်ကြီးကဥပမာဘယ်လိုပေးလဲဆိုတော့အရှင်ဘုရားတပည့်တော်ကဒီဒုက္ခဆင်းရဲခြင်းတနည်းအားဖြင့်ပြောမှဆိုဝေဒနာအကျဉ်းသားကြီးကိုမကြော်နိုင်ဘူးဖေဟာတပည့်တော်ကြော်နိုင်တဲ့နီးလေးပေးပါလို့ရှောက်တဲ့အခါမှာဆရာတော်ကြီးကမင်းဝန်ကဥပမာပေးမယ်တဲ့ဆရာတော်ကြီးကဘယ်လိုဥပမာပေးလဲဆိုဥပမာတစ်ချက်ကောင်းရင်တက်တာလုံးမှာငြိမ်းချမ်းသွားနိုင်တယ်ဆိုတဲ့ဒါဥပမာလေးပြောချင်တာပါဒါအရေးကြီးပါတယ်ဒါကြောင့်ယူသေးသေးလေးလေးစားစားနဲ့နာယူမှတ်သားကြပါလို့လဲထပ်ဆင့်ပြီးနှိုးတော်တိုက်တွန်းညင်ပါတယ်အဲ့တော့ဥပမာလေးတစ်ချက်ကောင်းလို့ရှိရင်ဘယ်လောက်ထိငြိမ်းချမ်းသလဲဆိုတာလည်းပြောချင်ပါတယ်အဲ့တော့ဆရာတော်ကြီးကဘယ်လိုဥပမာပေးလဲဆိုတော့မင်းကဥပမာပေးမယ်တဲ့လူတယောက်ကိုဓာတ်ရှာလာတယ်ဓာတ်ခုတ်မိတယ်ပေါ့တွေးတွေကလည်းသူ့တန်ရဲရဲနဲ့ဖြစ်နေမယ်ကိုရှိမှာအဲ့တော့အဲ့ဒီလူကိုမင်းသေချာကြည့်တယ်အဲ့ဒီလူရဲ့ဒဏ်ရာဒဏ်ညွတ်ကိုကြည့်ပြီးတော့မင်းဘလောက်နာမယ်လို့ခံမှန်းလို့မရဘူးလားတဲ့ဆရာတော်ကြီးဒီတိုင်းမိတ်တယ်ခံမှန်းလို့ရပါတယ်ဗျာလို့ဒဏ်ရာကိုကြည့်ပြီးတော့ဘလောက်နာမယ်ဆိုတော့ခံမှန်းလို့ရပါဒါနဲ့မင်းမှနာသလားတဲ့မနာပါဘူးဖေလို့အေးမင်းဒုက္ခဆင်းရဲကကြော်နိုင်တယ်ခွာနိုင်တယ်ဆိုတဲ့လူရဲ့အမြင်ကအဲ့လိုပဲအဲ့လိုမြင်အောင်ကြည့်ရမှာလို့အဲ့လိုဆရာတော်ကြီးကမိတ်လိုက်တာပေါ့နော်ဥပမာလေးပြီးတော့အဲ့ဒီဥပမာလေးကိုကနားမိတာနဲ့ပဲတ
တင်မဖရာတပည့်တော်ရှင်းသွားပြီဖရာတပည့်တော်လင်းသွားပြီဖရာတပည့်တော်သဘောပေါက်ပြီဖရာလို့ဒါပြန်လျှောက်မိပါတယ်ဥပမာလေးပေးလိုက်တာပေါ့နော်အဲ့တော့ဆရာတော်ကြီးပြောချင်တာကသူ့ရဲ့ရည်ရွယ်ချက်ကဘယ်လိုလဲဆိုတော့ဒီဝေဒနာတွေတနည်းအားဖြင့်ပြောမယ်ဆိုဒီပင်ပန်းဆင်းရဲတဲ့ဆင်းရဲမှုဒဏ်ချက်ကိုခွာနိုင်အောင်ကြော်နိုင်အောင်သူကဒီပင်ပန်းဆင်းရဲတဲ့အကျဉ်းသားဒီဒုက္ခဆင်းရဲကြီးကိုခွာတတ်အောင်ကြော်တတ်အောင်ကွာသွားအောင်ဘာလိုအပ်တယ်လဲဆိုတာဆရာတော်ကြီးကဒါဥပမာလေးနဲ့ပြောသွားတာခန္ဓာပိုင်အောင်လုပ်ပါခန္ဓာသိအောင်လုပ်ပါခန္ဓာမသိလို့ဖြစ်တာနံပါတ်1ခန္ဓာသိအောင်လုပ်ရမယ်တဲ့နံပါတ်2အနိစ္စမြင်အောင်ရှုရမယ်ဒီဟာကိုကြော်လုပ်လို့လည်းမရဘူးတဲ့နံပါတ်1ခန္ဓာသိအောင်လုပ်ပါအဲ့ဒါနဲ့ဥပမာလေးတစ်ခုထပ်ပေးတယ်ဆရာတော်ကြီးကဒါဥပမာလေးတွေပဲအရင်ပြောပြပေးသွားမယ်နော်ပြီးမှကိုလုပ်ခဲ့တဲ့ဖြတ်တန်းခဲ့ရပုံအထုတ်ခဲ့ရပုံလေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲနောက်ဥပမာလေးတစ်ခုကဘယ်လိုပေးလဲဆိုတော့ဆရာတော်ကြီးပေးတဲ့ဥပမာလေးကအမတန်မှကောင်းပါတယ်ကျွန်တော်အားထုတ်ရတာလည်းအဆင်ပြေသွားတယ်။အိုတော့အင်္ဂလိပ်ခေတ်မှာတကြီးတာမြဆိုတာရှိတယ်ကွာတဲ့။အဲ့ဒီတကြီးတာမြသူ့ကိုဖမ်းကြမှာဆိုအင်္ဂလိပ်တွေကသူတို့ကိုဖမ်းမယ်တကြီးတာမြကိုဖမ်းမယ်ဆိုတော့သူကတကြီးတာမြဆိုနာမည်ပဲသိတာလူမသိဘူးတဲ့။မသိတော့ညတကောင်ရံမှာတကြီးတာမြကိုဖမ်းကြတယ်တဲ့။လာပြီးတော့ဖမ်းကြတော့ဟာတကြီးတာမြကိုဖမ်းရင်ဝိုင်းထားရွာကိုဝိုင်းထားပေါ့။ဆရာတော်ကြီးပြောတဲ့ဥပမာလေးနော်။တေချာနားထောင်ပါအမမေ့စီများအဲ့တော့ရွာကိုဝိုင်းထားဆိုတော့ဝိုင်းထားတဲ့အခါမှာတကြီးသားများတိသွားတာပေါ့တိသွားတဲ့အခါကျတော့အဲ့မှာတကြီးသားများဒီတိုင်းဆိုတော့မဖြစ်တော့ဘူးငါတော့အဖမ်းခံရမှာပဲဆိုတော့အဲ့တကောင်ချော်လောက်မှာပဲသူကလည်းလှည့်တက်ပြီးတော့မှရွာတွေကနေထွက်သွားတယ်ထွက်သွားတော့အဲ့မှာဟေ့ရက်ဆိုပြီးတော့အဲ့ဒီဝိုင်းထားတဲ့လူတွေကရက်ခိုင်းတာပေါ့ရက်ခိုင်းတဲ့အခါကျတော့အေးမင်းဘယ်သွားမှာလဲဟာကျွန်တော်ယာကင်းထဲကိုသွားမှာပါခင်ဗျဒီချိန်ကြီးယာကင်းထဲပါလို့သွားမှာလဲကျွန်တော်ယာကင်းကဝေးတဲ့အတွက်ကြောင့်ကျွန်တော်ကစောစီးစီးသွားရပါတယ်ဒါမှကျွန်တော်ကမနစ်လင်းတာနဲ့ကျွန်တော်ယာကင်းကိုရောက်ပါတယ်ဒါကြောင့်ကျွန်တော်သွားရမှာအဲ့တော့မင်းတို့ရွာမှာတကြီးသားများရှိလားကွာကျွန်တော်ညနေရတော့တွေးမိပါတယ်ပေါ့တကြီးသားများအေးဟုတ်ပြီအဲ့ဒါဆိုမင်းသွားလိုက်တော့ဆိုတော့ तू ကတကြီးသားများထွက်သွားလိုက်တကြီးသားများဆိုတာနာမည်ပဲသိတာ तू ကလူကိုမသိတော့ဖမ်းလို့မမိတော့ဘူးအဲ့နဲ့ဝိုင်းဟေးတကြီးသားများရင်ကိုဝိုင်းဟေးဖမ်းညဆိုတော့ကိုရောက်တော့တကြီးသားများမရှိတော့ဘူးဘာပြုလို့လဲလို့ဆရာတော်ကြီးကမေးတယ်သူကနာမည်ပဲသိတာတဲ့လူကိုမသိတဲ့အတွက်ကြောင့်ဖမ်းလို့မရဘူးတဲ့အခုလဲမင်းတို့အားထုတ်နေတာဟာတဲ့နာမည်ပဲသိတာလူမသိတယ်လို့ပဲတဲ့အခုဝိပဿနာအားထုတ်နေတာပဲရှိတာခန္ဓာကိုမသိတော့မင်းတို့ခန္ဓာရဲ့အရှိတရားကိုဘလို့မှမင်းတို့ဖမ်းလို့ရမှာမဟုတ်ဘူးဥပမာလေးကလို့ပြီးသွားတာနော်အဲ့တော့ခန္ဓာကိုပဲယူဘက်ခန္ဓာဝိညာဉ်ခန္ဓာသင်္ညခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာနာမည်ပဲသိတာသူ့ရဲ့သဘောတရားတွေသူ့ရဲ့အဖြစ်မှန်ယထာဘုဒ္ဓဉာဏ်မရသေးဘူးသူ့ရဲ့ရုပ်ရဲ့သဘောဝေဒနာရဲ့သဘောသင်ညာရဲ့သဘောသင်္ခါရရဲ့သဘောဝိညာဉ်ရဲ့သဘောတွေကိုမသိတဲ့အတွက်ကြောင့်ဘယ်လို့မှအမိမဖမ်းလို့မရဘူးဝိပဿနာအားထုတ်ပညာဆိုလည်းဘယ်လို့မှဒုက္ခဆင်းရဲကိုကြော်နိုင်မှာမဟုတ်ဘူးလို့ဆရာတော်ကြီးကအဲ့လိုဥပမာလေးတွေပေးသွားပါတယ်ဗျာဒါလေးတွေဓမ္မမိတ်ဆွေများကိုမျှဝေပေးတာပါဒီဥပမာလေးတွေကိုသဘောပေါက်နားလည်သွားမယ်ဆိုရင်ဓမ္မမိတ်ဆွေများအားလုံးကနေပြီးတော့အားထုတ်တဲ့အခါမှာလွယ်ကူချောမွေ့စွာနဲ့အားထုတ်နိုင်မှာဖြစ်တဲ့အတွက်ဒီဥပမာလေးတွေကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်အဲတော့ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းများနောက်ရက်မှာဆရာတော်ကြီးရဲ့မိန့်မာချက်တွေဆရာတော်ကြီးရဲ့ဥပမာလေးတွေကိုဆက်လက်ပြီးတော့ဝေမျှရင်းနဲ့ကျွန်တော်ရဲ့အတွေ့အကြုံတွေကိုဆက်လက်ပြီးတော့မှရှင်းပြပေးသွားမှာဖြစ်ပါတယ်အခုတော့အချိန်ပြည့်သွားပြီဖြစ်တဲ့အတွက်ကြောင့်နားကြပါစို့သာဓု